ကားဝင်လို့မရသလိုကားမောင်းပြီးလဲဝင်လို့မရပါဘူးရှောက်မတွေးပါနဲ့နောက်ခရိုင်တဘာဝရေကူစီသွားရအဝင်ဝမှာရေးထားတာကိုပြောတာပါကားမဝင်ရဆိုတဲ့အတိုင်းစိုက်ကားလဲဝင်လို့မရပါဘူးလက်လီလက်ကားတော့ရမရကျွန်တော်လည်းမသိပါဘူးအဲ့အမျိုးရဲ့တောင်ဘက်မှာရှိတဲ့နောက်ခရိုင်တဘာဝရေကူကိုသွားဖို့ဆိုရင်ကားနဲ့သွားလို့ရသလိုအိုးဝေလဲငါးပြီးသွားလို့ရပါတယ်စက်ပိန်းဆိုင်ငယ်စသဖြင့်လဲသွားလို့ရသလိုစိတ်ပါရင်လေးဘက်တော့လဲသွားလို့ရပါတယ်စတာပါလေးဘက်တော့မသွားပါနဲ့ပိန်းပေါက်သွားရင်ဆိုင်မရှိပါဘူးမိုးတွင်းချိန်ဆိုရေကန်ကအစိမ်းရောင်သို့မဟုတ်အပြာရောင်သို့ပြောင်းသွားပေမဲ့လူရသည့်အချိန်ဆိုရေကန်ကလူကြီးမင်းနဲ့သူမရဲ့ဆက်ဆံရေးလိုပါပဲ၆ကက်နဲ့ပါဒါပေမဲ့နောက်ခရိုင်ရဲ့သဘာဝမူလအရသာတော့ပြတ်မသွားပါဘူးစားလို့ရပါသေးတယ်ပုတ်ဆိုင်ဈေးဆိုင်တွေရှိတယ်ဆိုတာကိုပြောတာပါပိစံမကုန်ချင်းရင်နီးစက်ရကြောက်ကလပ်ကိုသွားပြီး free သွားကြိတ်လို့ရပါတယ်ခမင်းကိုပြောတာပါကံကောင်းရင်တော့အသားတူလေးတွေစားရနိုင်ပြီးကံကောင်းရင်တော့ပိန်းနေသည့်ဟင်းကြိုလေးတော့ရနိုင်ပါသေးတယ်အန်ဒေတာရဲ့လာပတွေကိုပြောမယ်ဆိုရင်ပရင်မလလေးတွေအပါဝင်ခေါင်းလောင်းပေါပြီးနဲ့ဘီးချိတ်ထားတဲ့ကောင်လေးတွေကိုလည်းမိတ်ထားလို့မရပါဘူးသူတို့လေးတွေကလည်းဒေတာပေါက်ပန်းပင်လေးတွေပါပဲဘာပန်းလဲတော့ကျွန်တော်လည်းမသိပါဘူးနောက်ခရိုင်ကိုရောက်ရင်တတိထားရမှာတခုကအမိုက်ပေါက်ကရပြစ်တာကိုပြင်းထန်တားမြစ်ထားပါတယ်ပေါက်ကရပြရတာကိုမှကြိုက်တယ်ဆိုရင်ဖြစ်သူ့စီမှာခွင့်တောင်းပြီးမှပြစ်တာပိုကောင်းပါလိမ့်မယ်နောက်ထပ်ဖြစ်ပြမှုတွေကိုတင်ဆက်ပြီးအောင်မှဖြစ်လို့စိတ်ဝင်စားရင် follow နှိပ်ဖို့မမေ့နဲ့